daily ဖတ်ပြမှာကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါ Yellowstone မိတောင်ပေါင်ခွဲရင်ကဘာကြီးပါဖြစ်နိုင်မလဲကဘာကြီးကိုပြောင်းလဲပြစ်နိုင်တဲ့မိတောင်တစ်လုံးရှိတဲ့ဆိုရင်ယုံနိုင်မလားအမေရိကန်နိုင်ငံမှာရှိတဲ့ Yellowstone ဟာတာမန်မိတောင်မဟုတ်ပါဘူးသူ့ကို Super Volcano လို့ခေါ်ပါတယ်တကယ်လို့ဒီနေ့ပေါက်ကွဲမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲဟုတ်ကဲ့ပါ Yellowstone ဟာဝေါမီပြည်နယ်မှာရှိတဲ့မြို့သားဥယျာဉ်အောက်မှာတည်ရှိပါတယ်ပေါ်ရမှာအေးချမ်းနေပေမဲ့မြေအောက်မှာတော့ပူပြင်းတဲ့မကနာတွေရှိနေပါတယ်သိပ္ပံပညာရှင်တွေက Yellowstone ဟာတမိုင်းတစ်လျှောက်3ချိန်ကြီးမားစွာပေါက်ကွဲခဲ့ပူပါတယ်နောက်တစ်ချိန်ဘယ်တော့ပေါက်ကွဲမယ်ဆိုတာလဲတော့သူတို့တိကျမသိသေးပါဘူးတကယ်လို့ပေါက်ကွဲခဲ့ရင်ပြာမုံတွေကောင်းကင်တစ်ခုလုံးဖုံးလွှမ်းသွားနိုင်ပါတယ်လေရင်ခီးစဉ်တွေထိခိုက်နိုင်တယ်စိုက်ပျိုးရေးတွေထိခိုက်နိုင်တယ်နေအောင်ရရှိမှုတွေလျော့နည်းနိုင်တယ်တချို့လူတွေကကဘာပြတ်မယ်လို့ပြောကြပေမဲ့လက်ရှိသိပ္ပံပညာရှင်တွေရဲ့အမြင်ကတော့အဲဒီလိုချက်ချင်းကဘာပြတ်မယ်ဆိုတာတော့မထောက်ခံကြပါဘူးထိခိုက်မှုကြီးမားနိုင်ပေမဲ့အခြေအနေကိုစောင့်ကြည့်လေ့လာနေကြပါတယ်Yellowstone ကိုငလျင်တိုင်းတာရေးဆက် GPS ဂျိုဒုစတဲ့နည်းပညာတွေနဲ့နေတိုင်းစောင့်ကြည့်နေပါတယ်ဟုတ်ကဲ့ပါ Yellowstone ဟာကမ္ဘာပေါ်မှာစိတ်ဝင်စားစရာအကောင်းဆုံး Super Volcano တွေရဲ့တစ်ခုပါဒါပေမဲ့လက်ရှိချိန်မှာတော့သိပ္ပံပညာရှင်တွေကမကြာခင်ကြီးကြားပေါက်ကွဲတော့မယ်ဆိုတဲ့ထောက်ထားမရှိသေးဘူးလို့လည်းပြောထားပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုနေတိုင်းကြည့်ကြရင် daily ဖတ်မြန်မာကို subscribe လုပ်ဖို့မမေ့ပါနဲ့